မင်္ဂလာပါခင်ဗျာကျွန်တော်ချင်းတပုတ်စူပြကြတယ်ခင်ဗျာဘာချင်းစူပြခြင်းလဲဆိုတော့အခုလိုင်းပေါ်မှာလေပေါ့နော်အဲ့လိုမျိုးလीဘယ်လိုခေါ်မလဲဒီအသက်မပြည့်တဲ့ကလေးလေးတွေကိုအထမပြုခြင်းတဲ့လူတွေကိုကျွန်တော်ဒီချင်းလေးပေါ့နော်ရေးထားတာပေါ့အဲ့ဒီချင်းလေးကိုနားထောင်ပြီးတဲ့အခါမှာဘာပြောပြစိတ်ထဲမှာအသီးစိတ်လေးဝင်သွားတာပဲဖြစ်ဖြစ်ကိုချင်းစာတရားလေးရှိတာပဲဖြစ်ပေါ့နော်ကုသိုလ်ရပါတယ်ဆိုတဲ့စိတ်ကြက်လေးနဲ့ကျွန်တော်ရေးထားပါကျွန်တော်ဒါကျွန်တော်ရင်ဘက်ထဲမှာရှိတဲ့အတိုင်းကျွန်တော်ရေးထားတာဒီပေါ့နော်ဒါလေးဖွင့်ပြချင်ပါတယ်ခင်ဗျာအားထောင်ပါခင်ဗျာရှင်းနာမည်ဝိုင်းအောင်စောက်ရှောက်ပါလို့ပေးထားပါတယ်ခင်ဗျာလူရမရောက်သေးတဲ့ကလေးများအတွက်ကိုလေစာနာစိတ်မရှိပဲမင်းမလုံးလိုက်ပါနဲ့ကဘာမမိမသားတိုင်းအားနွေထပ်ပါရဲ့အကျဉ်းမတရားမရှိပဲမမီလိုက်ယုံနေရွေမရောက်ခဲ့ဘဝပြတ်နာကတွေပျောက်ခဲ့လူလာရွယ်မရောက်တဲ့ကလေးများအတွက်ကိုလေအကျဉ်းသားစိတ်နဲ့ထွေးချပါမမြင်ရသေးတဲ့လူဘဝမှာသူတို့လေးများအေးချမ်းဖို့ရဝိုင်းအောင်ဆောင်ရှောက်ပါစိတ်နဲ့မလို့ဆက်ပါမလို့နော်ကုသိုလ်ရပါတယ်တာယာဘိုးတကူအတွက်မင်းလုံးရလိုက်တယ်ကဘာမှာသူ့ဘဝလေးစုပ်ပြတ်သွားပြီကွာရွယ်မရောက်ခင်ဘဝပြတ်အနာဂတ်တွေပျောက်ခဲ့လူလာရွယ်မရောက်တဲ့ကလေးများအတွက်ကိုလေအကျဉ်းသားစိတ်နဲ့ထွေးချပါအမြင်ရသေးတဲ့လူဘဝမှာသူတို့လေးများအေးချမ်းဖို့ရဝိုင်းအောင်ဆောင်ရှောက်ပါကျင်းတော်စိတ်နဲ့ထွေးချပါမမြင်ရသေးတဲ့လူဘဝမှာသူတို့လေးများအေးချမ်းဖို့ရကျင်းတော်စိတ်နဲ့ထွေးချပါမမြင်ရသေးတဲ့လူဘဝမှာသူတို့လေးများအေးချမ်းဖို့ရဝိုင်းဝန်းဆောင်ရှောက်ပါအဲ့လိုပဲเนาะအကြံဉာဏ်လေးပေးဦးเนาะဘာလို့လဲဆို